ပြောလေအမီရမသူ မဟုတ်တော့ပြသွားပြီးတော့ဟွာလေပြန်ပြီး ကဲဆောင်းကာလာရောက်ပြီဆိုတော့နေပြည်တော်ရောက်လို့ရှိရင်ထိုင်းကောင်းကောင်းလေးတောက်ချင်သွားတဲ့နေရာလေးညှို့ပေးပါမယ်ခင်ဗျာနေပြည်တော်မှာရှိတဲ့ကျွန်းတစ်ဖက်ကြောက်အိုးနောက်ပြီးရောက်လို့ရှိရင်ဘရောက်ချောင်းနောက်ပြီးလို့ရှိရင်ပတ်တာပေါ့နော်အဲ့ဒီတဲကမှအမြဲတမ်းသွားပြတဲ့ဆိုင်လေးကတော့ကျွန်တော်တို့ကျွန်းတစ်ဖက်မှာရှိတဲ့ကိုချစ်ထူးရဲ့ဒီထန်တော်လေးပေါ့နော်စပူတပွဲမှာလား ဒီနေ့ကြောင်မရှိမှတကောင်ရှက်နေလို့ ဟောအေးအဲ့ဒီကောင်ကိုရိုးရင်ပြလိုက်ကိုချစ်ထူးထန်တဲ့ကအလွယ်ဆုံးပြောရလို့ဘယ်မှာရှိမလဲဆိုရင်ကျွန်တော်တို့ရာဇာဌာနီလမ်းမကြီးချစ်သူလမ်းကြားအနီးပေါ့နော်ဒီမဟာမြိုင်ကဖေးရဲ့မျက်နှာချင်းဆိုင်ကြည့်လိုက်လို့ရှိရင်ဒီတာပေါင်ရှိပေါ့နော်အဲ့တာပေါင်အတွင်းတိုင်းလိုက်သွားလို့ရှိရင်ရောက်နိုင်ပါတယ်တကူလောလောဆယ်တော့ထဲရောက်သွားလို့ရှိရင်ကျွန်တော်ကိတ်ကလေးဖျက်ရတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်လမ်းလေးတွေကအရင်ခင်မိုးရင်းတုန်းကသွားခဲ့တုန်းကဖြစ်ခဲ့ဒီအချိုင်းခွက်တွေများတယ်ပေါ့နော်အဲ့တော့ကားနေနဲ့သွားမယ်ဆိုရင်တော်တော်လေးသတိထားပါပါတယ်နောက်တစ်ခုကစနေတင်းကနေလိုရက်တေရှောင်းပြီးတော့ကြားရသွားလို့ရှိရင်တော့ပို့ပြီးတော့လူရှင်းတယ်ပေါ့နော်အေးလူထိုင်လို့ကောင်းတယ်ခိုင်းစမှာလုတ်စင်းနေဝန်ထမ်းတစ်လေးဝန်ထမ်းတစ်လေးရောက်တယ်တိုင်းစကလုတ်စင်းညဒီပိုင်းမှာဝန်အမင်တီတော့ဆိုလို့ရှိရင်မိုးရင်းနဲ့ဆောင်းပေါက်ဆိုလို့ရှိရင်ဆောင်းပေါက်ကာလမှာထိုင်းရည်စစ်ကပို့ရတယ်ပေါ့နော်ပြီးကြလို့ရှိရင်မိုးရင်းမှာကျတော့အယောနှောင်းနေများတာဖြစ်တဲ့အတွက်ဒီလိုဆောင်းကာလမှာဆိုထိုင်းရည်ကောင်းတောက်ချင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်နောက်ပြီးလို့ရှိရင်ဒီကျွန်းတစ်ဘက်မှာဆိုလို့ရှိရင်ထိုင်းဆိုင်တော်တော်များရှိတယ်ပေါ့နော်အဲ့ထဲမှာအမင်တို့ကတော့ကိုယ့်ရဲ့ file နဲ့လည်းကြိုက်တယ်ပြီးကြလို့ပို့ပြီးတော့လည်းအဆင်ပြေဆိုင်ကတော့ကိုချီတူပေါ့နော်သူကတော့အတွင်းနဲ့တော်တော်သွားရတယ်ဒါပေမဲ့အဲ့ဆိုင်လေးမှာအမြဲတမ်းထိုင်ဖြစ်တယ်ပေါ့နော်ဒါတောက်ရှင်လို့ရှမ်းပြည်အောင်ဆရာ စားခြင်းလို့ဒါတောက်ရှင်လို့နော်နေပြီးတော့တောင်ကြီးကနေဆင်းလာတာအောင်မလို့ရောပိုင်ရင်လို့ ဆရာမဆက်တာရောလဲစောက်ချောက်ပါ ဟိုမှာလေ အမီးတွေကတော့သူကစနေတွင်းကနေဆိုပို့ဆုံးတယ်ဒါပေမဲ့အမင်းတို့တော့ရတဲ့အမီးလေးတွေမှာပြီးတော့နောက်ပြီးလို့ရှိရင်ချက်ဘူးပေါ့နော်ချက်ဘူးကသူကတနိုင်လောက်စောင်းရတယ်အဲ့ဒါလေးမှာပြစ်ခဲ့တယ်အိမ်ချက်ကိုပဲချက်တာဖြစ်တဲ့အတွက်အရသာတော်ကောင်းတယ်ထိုင်းရီမှာဆိုလို့ရှိရင်ချိုပြင်းရဲ့အချိုရဲ့ဆို2မျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အမင်တို့ကတော့ချိုပြင်းကိုပို့ပြီးသဘောကျတယ်နောက်ပြီးလို့ထိုင်းရီလည်းမသားတော့ကြောင်လို့အရန်ကိုရတာရှိတာအဲ့ဒါမျိုးဆိုသဘောကျတော့တယောက်ကို1မြူခုံမလား2အိုးခုံမလားပေါ့နော်အဲ့တယောက်2အိုးနဲ့3အိုးကုန်တယ်နောက်ထပ်မတွေ့ရကြတဲ့တငယ်ချင်းတွေကိုလည်းဒီမှာပဲချိန်ဖြစ်တယ်တော်တော်များများလည်းမသိကြသေးတော့သူတို့လည်း surprise ပေါ့နော်ဒီနေရာလေးမှာထိုင်ရတယ်လေလုံးဝကိုလုံးဝ free time ဖြစ်တယ်လို့လေလုံးဝ stress တွေ relief ဖြစ်တဲ့နေရာလို့ခံစားရတယ်လုံးဝပကသနာမရှိတယ်လို့တငယ်ချင်းတွေလုံးဝ chill လို့ကောင်းတယ်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ me time လေးတွေရောနောက်ပြီးလို့ရှိရင်ဒီတပတ်တာမှာစိတ်ပင်ပန်းစရာတွေဖေပြောက်စရာညဖြစ်လို့အမေကတော့ဒီညလာတာခဏခဏလာတယ်လာဖြစ်တယ်သဘောလည်းကြတယ်ဒီတန်းအောင်ရောက်ဖူးလို့ရှိလို့ရှိရင်လည်း recommend လေးပေးခဲ့ပါအောင်နော်ရှင်းနေမကောင်းဘူးဟမ်ချစ်လာနေမကောင်းတော့ကဲနေပြီးတော့ကျွန်တော်မှရှိတဲ့ထိုင်းဆိုင်နဲ့ပတ်သက်ပြီးအမှတ်တရလေးရှိလို့ရှိရင်လည်းအမေကိုမျှပေးခဲ့ပါအောင်နော်ဒီ vlog လေးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ဒုတိယစတန်ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျ